အားလုံးပဲမင်္ဂလာပါဗျ99 football တက်ကနေကြိုဆိုပါရစေညကတော့မိတ်ဆွေတို့ကျွန်တော်ရဲ့ special one တစ်ပတ်ကောင်း9ရက်စက်အနိုင်လေးနဲ့အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့ညမှာလည်းကျွန်တော်အနေနဲ့6ရက်စက်အနိုင်ရရှိစေမယ် special one တစ်ပတ်ကောင်းကိုထပ်ထုတ်ထားပါတယ်နိုင်ပေး1000ကျပ်ဖြင့်မိသူမရှိလားဝယ်ယူလို့ရပါတယ်ဒီနေ့ညမှာကျွန်တော် free ပွဲ3ပွဲရွေးချယ်ပေးထားပါတယ်ပထမအဆုံးပွဲအနေနဲ့ Newcastle နဲ့ Barcelona ပွဲစဉ်လေးကိုကျွန်တော်အနေနဲ့ရွေးချယ်ထားပါတယ်Barcelona က level 40ပေါက်နေတယ်ကိုပေါင်းကြီးမှာဆိုရင်3မိုင်း40ပေါက်နေတယ်ဒီဈေးတန်းမှာဆိုရင်တော့Barcelona ကိုကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ် Newcastle ရဲ့အင်ကွင်းကစားအားလည်းမညံဘူးဆိုတော့ကျွန်တော်တို့လီဗာပူးနဲ့ကလေးအသက်တည်ပြခဲ့ပြီးသား10ရောက်နဲ့တောင်းမှာပါ10ရောက်နဲ့တောင်းမှာပဲတူထိပြန်ကန်ခဲ့တယ်မိနစ်90ရောက်မှတာ2-3ဆိုရင်လည်းရလက်နဲ့ကတ်ဆုံးသွားတဲ့အနေထားမျိုးရှိတယ်အိမ်ခွင့်မှာဆို Newcastle ရဲ့ခြေစွမ်းတော်တော်လေးမာတယ်ဒီပွဲမှာတော့ Blackano တောင်းမှပဲအဝေးခွင့်မှာနိုင်အောင်မကန်နိုင်တဲ့ Barcelona ကိုကျွန်တော်ဆောင်းကျင်တယ်ဒီပွဲမှာ Newcastle အိမ်ခွင့်ရုံအားကိုယုံကြည်ကြပါတယ် Newcastle body ကိုကြိုက်ပါတယ် Newcastle အနေဆုံးတည်ရနဲ့အနိုင်လို့ကျွန်တော်ကတော့ခံမှန်းပါတယ် Newcastle body ကြိုက်ပါတယ်နောက်တစ်ပွဲကတော့ Man City နဲ့နာပိုလီနဲ့ဖြစ်ပါတယ်ဘော်ဒီကြီးမှာဆိုရင် Man City က1+30ပေါက်နေတယ်ကိုပေါင်းကြီးမှာဆိုရင်3+50ပေါက်နေပါတယ်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်အမှာ Man City ရဲ့နီးကပ်ဆုံးခြေစွမ်းလည်းတော်တော်လေးကောင်းတယ် Man U နဲ့ပွဲမှာဆိုရင်လည်း3စီဆိုရလက်နဲ့တော်တော်လေးကောင်းခဲ့တယ်တော့မရှိ4စီဆိုတဲ့ရလက်တောင်ပြီးသွားနိုင်တယ်AC Milan ကစားသမားလေးရဲ့ကိုစုမသေးတဲ့လူတာ3စီစီနဲ့ပြီးခဲ့ရဖြစ်တယ်နာပိုလီရဲ့ခြေစွမ်းကိုပြန်ကြည့်လိုက်ပြန်တော့နာပိုလီကကွင်းလယ်အားတော်တော်တောင့်နေတယ်ကွင်းလယ်တိုက်စစ်တော်တော်လေးအပေးယူညီမျှနေတယ်ဒီပတိုင်းတို့တိုမီနေတို့တော်တော်လေးကောင်းနေတယ်ဒီပွဲမှာဆိုရင်တော့ကျွန်တော်တော့ဘော်ဒီကြီးနဲ့ဆိုင်ကိုပေါင်းကြီးပို့ရွေးတာမှန်လိမ့်မယ်လို့ထင်တယ်နာပိုလီရဲ့တိုက်စစ်ကတော်တော်ကောင်းနေတယ်ပွဲစဉ်တိုင်းလို့ပွဲစဉ်တိုင်း9ရထားတယ်ဒါကြောင့်မလို့ကျွန်တော်တော့နာပိုလီအနေဆုံးတကူဆူးလိမ့်မယ်လို့မြင်ပါတယ်ဒီပွဲမှာကျွန်တော်တော့ကိုပေါင်းပို့ကြိုက်ပါတယ်3+50ဆိုတဲ့စီတန်းတစ်ခုမှာနောက်တစ်ပွဲကတော့မိုနာကိုနဲ့ဘရုချက်ပွဲပြင်ဖြစ်ပါတယ် level 10ကိုပေါင်းကြီးမှာဆိုရင်3+20ပေါက်နေပါတယ်မိုနာကိုကတော့ခံစစ်အားညံ့တယ်တိုက်စစ်အားကောင်းတဲ့အသင်းလို့ပြောလို့ရတယ်ဘရုချက်ကတော့အသင်းတိုင်းနဲ့တွေ့တိုင်းဂိုးဆူထားတဲ့အသင်းဖြစ်တယ်တိုက်စစ်အားတော်တော်လေးကောင်းတယ်ခံစစ်ဆိုရင်မိုနာကိုထက်ပိုတာကိုတွေ့ရတယ်ဘော်ဒီကြီးနဲ့ဆိုင်ကိုပေါင်းကြီးရဲ့3+20ဆိုတဲ့ဈေးတန်းတစ်ခုမှာနှစ်သင်းလုံးဂိုးဆူမှာမလို့ပေးထားတယ်လို့ကျွန်တော်တို့အနေနဲ့သုံးသပ်မိပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့ဂိုးဘော်ကိုကြိုက်ပါတယ်ဒီနေ့ညရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်တွေကတော့ Newcastle body ရဲ့နာပိုလီဂိုးဘော်ရဲ့မိုနာကိုဂိုးပေါ်ရဲ့ကျွန်တော်ရဲ့ special one ဘကောင်းဝယ်ယူနေမိတ်ဆွေတွေနိုင်ပေး1000ကျပ်ဖြစ်ကျွန်တော်ရဲ့ Viber number 883383398319ဘက်မှာမိသူမဆိုလားဝယ်ယူလို့ရပါတယ် Telegram channel မှာကျွန်တော် free ပွဲ5ပွဲတင်ပေးဖို့ရှိပါတယ် Telegram channel လေးကိုလည်းမ join သေးဘူးဆိုရင် join ထားဖို့လိုအပ်ပါတယ်မ join တဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ Viber number မှာ link လေးလာတောင်းလို့ရပါတယ်အားလုံးပဲကိုယ့်လက်ပါကောင်းကောင်းကြပါစေ